မင်္ဂလာပါရှင်မျိုးဟမ်မိတ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့မျိုးဟာ fashion mind ကိုသွားပါမယ်ညီမလေးတယောက်ကသူကပြောထားတယ်ဒီ main clay west style ပင်ကိုပေါ့နော်ဂွားချယူနီးနဲ့ဂွားထွက်နီးလေးကိုတဲ့ရှိလို့ရှိရင်မျှဝေပေးပါအောင်လို့ပြောတဲ့အတွက်အခုမျိုးဟာဒီ main clay west style ပင်ကိုလက်မနဲ့ပြထားပြီးဖြစ်တဲ့အတွက်စင်တီနဲ့ကိုသွားပေးပါမယ်လက်မနဲ့တော့ကျတော့မျိုးတို့ကတိုင်းတာပါအခုစင်တီနဲ့ကျတော့တွက်ထားတာလေးတွေရောဂွားချတွက်တဲ့နီးလေးရောဂွားထွက်တွက်တဲ့နီးလေးကိုပါသိကျင်တဲ့သူတွေအတွက်ပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ် main clay west style ပင်ကိုစင်တီပေါ့နော် main west style ပင်ကိုစင်တီနဲ့သွားပါမယ်စင်တီမှာမျိုးတို့ကကိုယ်တိုင်းတိုင်းရမယ်ကိုယ်တိုင်းတိုင်းဖို့ဘယ်နှချစ်လို့မလဲဆိုတော့9ချစ်လို့ပါမယ်နံပါတ်1ကကြတော့ဘာကိုတိုင်းမလဲဆိုတော့ခါပတ်လေကိုတိုင်းပါမယ်ခါပတ်လေကိုတိုင်းမယ်ခါပတ်လေကိုတင်ပြီးလို့ရှိရင်မျိုးတို့ပါနောက်တစ်ခုကတင်ပတ်လေကိုတိုင်းမယ်တင်ပတ်လေကိုတိုင်းပြီးလို့ရှိရင်နောက်နံပါတ်3ကကြတော့ဒူးဝပတ်လေကိုတိုင်းပါမယ်ဒူးဝပတ်လေကိုတိုင်းပြီးပြီဆိုတာနဲ့နောက်တစ်ခုကကြတော့နံပါတ်4ကကြတော့တင်အမြင့်ကိုတိုင်းပါမယ်တင်အမြင့်တိုင်းမယ်နောက်တစ်ခုကကြတော့မျိုးတို့ခြေဝပတ်လေကိုတိုင်းသွားပါမယ်ခြေဝပတ်လေဆိုတာမျိုးတို့ကဒီဖနှောင်းပေါ့နော်ဖနှောင်းကနေမှဒီအမိုးမောက်ဆုံးနေရာထီကိုခြီဖွားကနေမှအမိုးမောက်ဆုံးနေရာထီကိုဒီလိုမျိုးလေးတိုင်းလိုက်ပါအဲ့ဒါဆိုခြီဝပတ်လဲပါအဲ့ဆိုမှမျိုးတို့ဘောင်းမီကိုဝတ်တဲ့ချိန်ကျရင်ခြီရှိုးတဲ့အတိုင်းလေးပေါ့နော်ဝင့်ရင်ခြီကိုသွင်းတဲ့အတိုင်းလေးပဲတိုင်းမှဖြစ်ပါမယ်ဒီခြီဝပတ်လဲရကြတော့နောက်တစ်ခုကကြတော့ဘာလာမလဲဆိုတော့နံပါတ်6ကခါမဒူးလာပါမယ်ခါမဒူးနောက်နံပါတ်9ကကြတော့ဘာလာမလဲဆိုတော့အရှည်ကိုလိုချင်တဲ့အရှည်ဒီအချစ်9ချစ်ကိုတိုင်းပေးရမှာမယ်တိုင်းလိုက်တော့မျိုးတို့ကဒီခါပတ်လဲဆိုရင်62 cm ယူထားတယ်တင်ပတ်လဲကြတော့89 cm ယူထားတယ်ခြေဝဒီဒူးဝပတ်လဲကြတော့42 cm ယူထားတယ်နောက်တစ်ခုကတင်အမြင့်ကိုကြတော့မျိုးတို့က22ယူထားပါတယ်20ယူထားတယ်ခြေဝပတ်လေကိုကြတော့မျိုးတို့က36 cm ယူထားပါတယ်နောက်တစ်ခုကခါမဒူးကိုကကြတော့59 စင်တီမီတာယူထားပါတယ်နောက်တစ်ခုကအရှည်ပေါ့နော်ခါကနေချီမြင့်စီထိအဲ့ဒီအရှည်ကိုကြတော့မျိုးတို့က66 cm ထိယူထားပါတယ်ဒါသူ့ကိုတိုင်းယူလိုက်ပြီကိုတိုင်းယူပြီးလို့ရှိရင်ပုံသင်နည်းတွက်တော့မယ်ဆိုမျိုးတို့အရင်ဦးဆုံးဘာကိုတွက်မလဲဆိုတော့ခါကိုတွက်ပါမယ်ခါကိုတွက်လို့ရှိရင်သူ့ရဲ့ခါ62 cm ကိုမျိုးတို့က62 cm ကိုမျိုးတို့က4နဲ့စားလိုက်မယ်62ကို4နဲ့စားလိုက်တယ်4နဲ့စားလိုက်တော့ရလာတဲ့အဖြေက 15.5 cm ရတယ်15.5 cm ကိုမျိုးတို့ကရှေ့ချမ်းရောနောက်ချမ်းရောတောက်ထည့်မယ်တောက်ကတစ်တောက်စီပဲထည့်မယ်ရှေ့ချမ်းလဲတစ်တောက်နောက်လဲတစ်တောက်ပဲထည့်ဖို့အတွက်တောက်အတွက်က3 cm ထည့်မယ်ထပ်ပေါင်းမယ်အဲ့ဆိုမျိုးတို့ကတကယ်လို့ဒီမှာအခုမျိုးတွက်မဲ့ဟာကကြတော့ရှေ့ချမ်းအတွက်လဲတောက်ကတစ်ခုပဲနောက်ချမ်းလဲတစ်ခုတကယ်လို့နောက်ကိုစုံတောက်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်เนาะမျိုးတို့ဒီနေရာလေးမှာဒီ3 cm မှာခါကကြတော့မျိုးတို့ကဒီနောက်ချမ်းအတွက်ကိုထပ်ပြီးရမှာတက်ထွက်ရမှာပဲဖြစ်ပါတယ်ဒါကြတော့ဒီပေါ့เนาะခါကိုရတဲ့အဖြူလေးနဲ့စားမယ်ရလာတဲ့အဖြူကိုတောက်စာ3 cm ပေါင်းလိုက်ပါမယ်အဲ့ဒါကိုမှမျိုးတို့ကရှေ့ချမ်းနောက်ချမ်းခွဲအောင်မယ်ရှေ့ချမ်းခါကိုကြတော့မျိုးတို့ကဘယ်လောက်ထားမလဲဆိုတော့1 cm ပေါင်းပါမယ်နောက်ချမ်းခါကိုကြတော့1 cm နှုတ်ပါမယ်ဘာဖြစ်လို့ရှေ့ချမ်းခါကို1 cm ပေါင်းလဲဆိုတော့မျိုးတို့ကဘိုက်ရှိတယ်မိန်းကလေးတွေဆိုတော့ဘိုက်ပူစာအတွဲ1 cm ပေါင်းတယ်နောက်ချမ်းမှာဘိုက်မရှိတဲ့အတွက်မျိုးတို့က1 cm နှုတ်လိုက်တယ်ဒါဆိုဒီမှာအဖြေခါအရှည်မှာခါရဲ့အဖြေမှာမတူသွားတော့ပါဘူးဒီတောက်စာတော့အတူတူဖြစ်တဲ့အတွက် 15.5 ကို3နဲ့ပေါင်းတော့ 18.5 ကိုမှရှေ့ယူရင်1ပေါင်းမယ်နောက်ကိုယူမယ်1နှုတ်မယ်ဒါကသူ့ရဲ့ခါအဖြေပါခါပြီးလို့ရှိရင်မျိုးတို့ကတင်လာမယ်တင်ကကြတော့တင်ပတ်လေပေါ့အဲ့တင်ပတ်လေဟာမျိုးတို့တိုင်းထားတာ89ဒီမှာအဲ့89 cm ကိုမှတင်ကလည်းပတ်လေတိုင်းတဲ့အတွက်သူ့ကို4နဲ့ပဲစားမယ်4နဲ့စားတော့ရလာတဲ့အဖြေက 22.25 cm ရတယ်အဲ့25 cm ကိုမှမျိုးတို့ကခါလိုပဲတင်ပါလဲရှေ့ချမ်းကိုကြတော့ဒီတစ်ခါတင်တဲ့ခါနဲ့ကဆန့်ကျင်မဲ့ဖြစ်သွားပြီတင်တဲ့ခါနဲ့ကဆန့်ကျင်မဲ့ဖြစ်သွားပြီရှေ့ချမ်းကကြတော့မျိုးတို့ကရှေ့မှာကကြတော့တင်မှာကကြတော့မောက်နေတာမဟုတ်တဲ့အတွက်
1cm နှုတ်မယ်နောက်ချမ်းမှာကျတော့တင်မိုးမောက်တဲ့နေရာထွက်လာတဲ့အတွက်မျိုးတို့က 1cm ပေါင်းမယ်ဒါရှေ့ချမ်းနဲ့နောက်ချမ်းအခုခါနဲ့တင်နဲ့ကွာခြားချက်ပေါ့ဒါလေးတင်အဖြေရပြီဆိုတာနဲ့မျိုးတို့ကဘာလုပ်တော့မလဲဆိုတော့ကွာချမယ်ကွာကြဖို့အတွက်ကွာကြကိုမျိုးတို့ကတိုင်းရင်လည်းရတယ်တကယ်လို့မတိုင်းကျင်ဘူးဆိုလို့ရှိရင်မျိုးတို့တင်အမြင့်ဒီမှာတိုင်းခဲ့တယ်အဲ့တင်အမြင့်22 cm ကိုကွာကြကိုလိုချင်ရင်တင်အမြင့်မျိုးတို့ကတော့တိုင်းတယ်ပေါ့နော်တကယ်လို့မတိုင်းကျင်ဘူးဆိုရင်အဲ့တင်အမြင့်ကိုမှမျိုးတို့ဘယ်လောက်ပေါင်းလိုက်မလဲဆိုတဲ့ခါကျတော့6 cm ပေါင်းလိုက်မယ်တင်အမြင့်က22ရှိတယ်22 cm ကိုမှ6 cm ပေါင်းလိုက်တော့28 cm ရှိတယ်ဒါဒီတိုင်းလဲယူလို့ရတယ်ဒါဆိုတော့ဂွားကတော့ဖက်ဆိုင်ကြနေမှာပေါ့နော်တကယ်လို့ဂွားကိုတက်တာကြီးကိုမကြိုက်ဘူးနည်းနည်းလေးရှော့ကျင်နေဆိုတဲ့သူတွေအတွက်ပေါ့နော်ဝင့်မဲ့ custom ပေါ်မှာမူတည်ပြီးတော့မှရှော့ကျင်နေဆိုလို့ရှိရင်နောက်ထပ်ဒီအဖြေဒီ6 cm ပေါင်းပြီးတဲ့အဖြေဒီ6 cm ပေါင်းပြီးတဲ့အဖြေဒီဟာရင်ကိုပါမျိုးတို့နောက်ထပ်ဘယ်လောက်လုံးနိုင်သေးလဲဆိုတော့ customer ရဲ့စိတ်ကြိုက် +2 သို့မဟုတ်+2 သို့မဟုတ် +2.5 ထပ်ပေါင်းလို့ရပါသေးတယ်ဒီကွာကြမှာပေါ့နော်ဒါကွာကြတွင်လေးပါညီမလေးသိကျင်တဲ့အဖြေလေးပေါ့နောက်ကွာကြပြီးလို့ရှိရင်မျိုးကကွာထွက်တော့မယ်ကွာထွက်ရှေ့ချမ်းကွာထွက်နောက်ချမ်းကွာထွက်ရှိတယ်အဲ့ဆိုတော့ကွာထွက်ဖို့အတွက်ကိုမျိုးကနှစ်ခုတွေ့ရမယ်ရှေ့ချမ်းကွာထွက်အတွက်ကိုမျိုးကရှေ့တင်ကျဲကို4နဲ့စားလိုက်မယ်ရှေ့တင်ကျဲကကြတော့ဒီမှာအဖြေရထားပြီမျိုးတို့တင်ရှစ်တင်ကကြတော့22.25ဆိုတော့အနှုတ်နှုတ်လိုက်တော့21.25ဖြစ်မယ်ဒီမှာအဲ့ဆိုတော့ဒီမှာ21.25ကိုမှ21.25ကိုမှရလာတဲ့4နဲ့စားလို့ရလာတဲ့အဖြေဟာ8ကွာထွက်ပဲနောက်တစ်ခုကနောက်ကွာထွက်ကိုလိုချင်ရင်နောက်တင်ကျဲပေါ့နော်ရထားပြီးသားမျိုးတို့တွေ့ထားပြီးသားအဖြေနောက်တင်ကျဲကိုမှမျိုးတို့က2နဲ့စားမယ်ဒီမှာနောက်တင်ကျဲကြတော့မျိုးတို့ကတင်ကျဲက22.25ရှိတယ်နောက်အတွက်ဆိုမျိုးတို့က +1 ပေါင်းရမယ်အဲ့ဆို23.25ဒီ23.25ကိုမှမျိုးတို့ကဘာနဲ့သွားစားမလဲဆို2နဲ့စားမယ်23.25ကို2နဲ့စားလို့23.25ကို2နဲ့စားလို့ရတဲ့အဖြေဟာနောက်ကွာထွက်ပါပဲဒါညီမလေးလိုချင်တဲ့အဖြေပေါ့နော်ဒါပြီးလို့ရှိရင်ကွာထွက်ပြီးတော့မျိုးတို့က1 2 3 4ခုတိုင်းပြီးပြီ4ခုတိုင်းပြီးပြီဆိုတဲ့မျိုးတို့ဘာတိုင်းဖို့လိုသေးလဲဆိုတော့အရှည်လိုသေးတယ်ပေါ့နော်အရှည်ကကြတော့မျိုးတို့ကမူလအရှည်တိုင်းယူပါမယ်အရှည်ကမူလအရှည်တိုင်း66 cm ယူမယ်ပြီးလို့ရှိရင်ခါမဒူကိုလည်းမျိုးတို့ကသူ့ရဲ့အရှည်တိုင်း59 cm ယူပါမယ်နောက်တစ်ခုဒူးပတ်လဲဒူးဝကိုတိုင်းတော့မယ်ဒူးဝါကကြတော့မျိုးတို့ကဒူးကိုပတ်လဲတိုင်းနေတယ်အဲ့ဒီပတ်လဲတိုင်းထားလို့ရတယ်ဒူးပတ်လဲကိုဒူးဝါပတ်လဲတိုင်းထားတဲ့ဟာကိုမှမျိုးတို့ကဘာနဲ့စားမလဲဆိုတော့2နဲ့စားလိုက်ပါမယ်2နဲ့စားလိုက်မှာဆိုတော့မျိုးတို့ကဒူးဝါပတ်လဲကတိုင်းခဲ့တာ42ရှိတယ်42ကို2နဲ့စားလိုက်တော့အဖြေက21စီတယ်ဒါကကြတော့ဒူးဝါဟိုဘက်တစ်ဖက်ချစ်ဆက်စီမှာယူရမယ်နောက်တစ်ခုလို့ရှိလို့ရှိရင်အဲ့ဒူးဝါကိုမှမျိုးတို့ကရှေ့နဲ့နောက်နဲ့ထပ်ခွဲအောင်မယ်ရှေ့မှာဆိုရင်မျိုးတို့ကအနှုတ်2 cm နှုတ်ပြီးတော့အနောက်မှာဆိုလို့ရှိရင် +2 ပေါင်းပေးပါတယ်ဒါကဒူးဝါရဲ့ပုံသင်နည်းလေးနောက်တစ်ခုကကြတော့မျိုးတို့ခြေဝကြံမယ်ခြေဝကိုလိုချင်ရင်ခြေဝကိုလည်းမျိုးတို့ကပတ်လဲတိုင်းနေတယ်အဲ့ဆိုတော့ခြေဝပတ်လဲကိုအဲ့ဒီခြေဝပတ်လဲကိုမျိုးတို့ကဘာနဲ့စားမလဲဆို2နဲ့ပဲစားမယ်အဲ့ဆိုခြေဝကမူရင်းမျိုးတို့တိုင်းနေတာ36 cm ရှိတယ်36 cm ကိုမှမျိုးက2နဲ့စားလိုက်မယ်2နဲ့စားလိုက်တော့သူ့ရဲ့အဖြေက18ရပါတယ်အဲ့18ကိုပဲဒူးဝလိုပဲမျိုးတို့ကရှေ့နောက်ခွဲမယ်ရှေ့ချမ်းအတွက်ရှေ့ခြေဝအတွက်ဆိုရင်မျိုးတို့က2 cm နှုတ်မယ်နောက်ခြေဝအတွက်ဆိုရင်မျိုးတို့က2 cm ပေါင်းမယ်ဒါဆိုဒါလေးကတော့မျိုးတို့မိမဝက်စတိုင်ပင်စင်တီအတွက်ပေါ့နော်စင်တီအတွက်ကိုတိုင်းယူနည်းလေးကိုတိုင်းယူရမယ်9ချက်အဲ့ဒါကိုမှမျိုးတို့ကဒါပုံသိန်းကြီးအစားထိုးတွက်ပေးလိုက်ပြီးတခါတင်ကွာကြကွာထွက်ပြီးလို့ရှိရင်အရှိခါမဒူဝါခြေဝဒါလေးကတော့မိမဝက်စတိုင်ပင်စင်တီကိုတိုင်းယူနည်းနဲ့ပုံသိန်းကြီးတွက်ထားတဲ့
ဟာလေးကိုမျှဝေပေးခြင်းပဲဖြစ်ပါတယ်နောက်ဗီဒီယိုဖိုင်တွေမှာကြတော့တကယ်လို့ပေါ့နော်ရှေ့ချမ်းနောက်ချမ်းပတ်တန်ဆွဲစင်တီနီးနဲ့ပေါ့နော်ပတ်တန်ဆွဲတာလေးကိုလိုချင်သေးရင် comment မှာရေးခဲ့လို့ရပါတယ်တကယ်လို့မလိုချင်ဘူးဆိုလို့ရှိရင်တော့မျိုးဒီစတိုင်ပင်ကလည်းတင်ထားပြီးပြီဆိုတော့စစ်ပြီးတော့မသွားတော့ပါဘူးတကယ်လို့ရှေ့ချမ်းနောက်ချမ်းရောချုပ်တာလေးတွေရောလိုချင်သေးတယ်ဆို comment မှာရေးခဲ့ပေးလို့ရပါတယ်အားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်